တပိတာကို3ရွံဟုတ်လားတာပြောင်ဒီလိုတဝက်တင်နေတဲ့ငါးတွေကိုငါကဝယ်ပြီးဘသူ့ကိုသွားရောက်ရမှာလဲဝယ်သူတွေစားလို့ဝမ်းလျှော့ရင်ဘသူကတာဝန်ယူမှာလဲငါကတရားဝင်စီးပွားရေးလုပ်နေတာအမိုက်သိမ်းနေတာမဟုတ်ဘူးမင်းသာငါညီရင်ဖြစ်နေရင်ငါမင်းပါကိုရိုက်မိမှာမင်းကအေးကန်စနစ်အကြောင်းနားမလဲရင်ငါးရှင်တွေကိုလာမကင်နဲ့ဒါကပစ္စည်းတွေကိုဖြုံးတီးတာပဲမင်းရဲ့နမီကုံသတင်းကိုလည်းဖျက်ဆီးတာပဲဒါဆိုရင်ဘယ်လိုလုပ်ရမလဲဟုတ်လားမြို့တော်ဘက်ကဈေးသေးသေးလေးစီကိုမြ мян တာမောင်းသွားတော့အဲ့ဒီမှာဝယ်မဲ့ဈေးတီရှိမလားသွားကြည့်ဦးနောက်ကျသွားရင်တော့အမိုက်ပုံနဲ့ပဲပြစ်ဖို့ပြင်ထားလိုက်တော့တားပြောင်ငါမင်းကိုစကားတခွန်းလောက်တော့အကြံပေးပါရစေမင်းကန်နဲ့မပါတဲ့စီးစိန်ကိုတော့ဇွန်းတင်းမယူပါနဲ့ဒီငါးတွေဒေတာဘလောက်တောင်ကြပြီးလဲနန်းအောင်နန်းနေပြီမကြသေးပါဘူးရေခဲအိတ်တွေအကြီးပြောသွားလို့ပါအကိုအဆင်ပြေတဲ့ဈေးတာပေးပါတော့မင်းကိုယ်တိုင်ပဲကြည့်လိုက်ဦးကလီစာတွေလည်းမိကုန်ပြီဦးတွေလည်းပြောကုန်ပြီဒီငါးတွေကိုစားရင်ဝမ်းလျှော့လိုက်မယ်အလာကားပေးရင်တောင်မယူဘူးဒီလိုငါးတွေတွေကအလွန်ဆုံးမှတပိတာကိုနှစ်ပြားနှစ်မော်ပဲတန်တဲ့ကြောင်စာခွေးစာကျွေးဖို့ပဲရမယ်ကောင်းပြီနှစ်ပြားဆိုလဲနှစ်ပြားပေါ့အကိုအကုန်လုံးပဲယူသွားပေးပါဗျာမယူဘူးဒီလိုနန်းစော်နေရဲ့ငါးတွေတွေကိုကြောင်တောင်မစားဘူးဒါဘသူကားလဲဒီမှာငါးတွေတွေလာရောက်နေတာလားယောဂပိုးမွားကင်းစင်ကြောင်ထောက်ခံချက်ရှိလားကျွန်တော်မှာငါးမွေးမြူရေးလုပ်ငန်းလိုင်စင်ထောက်ခံချက်ရှိပါတယ်ခင်ဗျာဒီလောင်ငါးတွေကအရေးသွေးပျက်စီးနေပြီးစံမမီတဲ့အစားအစာတွေပဲအခုချက်ချင်းကားမောင်းပြီးထွက်သွားပါနောက်တစ်ခါထပ်တွေ့ရင်တော့ဒဏ်ငွေငါတူးညချမှတ်ပြီးကားကိုပါတင်စေမယ်